လူစွမ်းထက်အောင်လူကြည်ကျင်သောခန္ဓာတော်အလူကြီးပေးလို့ကုသိုလ်ပြုတရွာလုံးတနေ့လုံးအိုးအိုးချိန်ချိန်တိတ်တိတ်တုံးလူပြောတည်၍လူပြောတည်၍လူဥပမာပုံနိုင်ကယူကြောင်းမကြီး